ကဲအားလုံးပဲနော်အားလုံးပဲအလောင်း online ပေါ်မှာရှိကြတယ်ကျွန်တော်ချစ်မိတ်ဆွေတွေအားလုံးပဲမင်္ဂလာပါဗျနော်ကျွန်တော်မနေ့က3ခွန်အောင်မြင်တဲ့ site နော်မနေ့ကကိုကျွန်တော်ထပ်ပြီးချပြပေးမယ်နော်မနေ့ကဒီနေ့3ခွန်အောင်မြင်တာမနေ့က context အောင်မြင်တဲ့ကနန်းနော်ဒီကနန်းနှစ်ကွက်ကထွက်ပေါ်ထွက်နေနော်အားလုံးရှိပါတယ်နော်ကျွန်တော်မိတ်ဆွေများမနေ့က9ရက်8လ2026စနေ10မိနစ်ဈေးအတွက်နော်ဘာဒေးစီဘာကနန်းဖြစ်မလဲမိတ်ဆွေများကျွန်တော်နော်အစုံနေကြည့်ပေးသွားကျွန်တော် channel ကို subscribe လုပ်ထားပေးပါနော်ဘယ်ကလုံးလေးနှိပ်ထားပေးရတယ်ခါလုံးလေးနှိပ်ထားပေးပါနော်ဟုတ်ပြီကျွန်တော်ဝင်လာမယ့်စိတ်မှာဟိုင်းကလေးမှတ်ပြီနော်ကွန်မန့်မှာလဲနော်အားလုံးမှဟိုင်းကလေးမှတ်ပြီနော်လက်မနှိပ်ထားပြီဟုတ်ပြီကျွန်တော်တို့မဖောက်သေးတဲ့မူပြောနော်မဖောက်သေးတဲ့မူကျွန်တော်မနေ့ကလည်းချပြခဲ့ဒီကနန်းတွေကောင်းပါတယ်ဒီကနန်းထိမှပေါကနန်းဖြစ်မယ်ဆိုတော့နော်ဟုတ်ပြီကျွန်တော်သွားကြည့်ရအောင်ဗျာနော်ဟုတ်ပြီကျွန်တော်ပြောခဲ့နော်ပထမဆုံးအနေနဲ့ကျွန်တော်မိတ်ဆွေများသိရမှာကအထိကစားမှာကနန်းနော်ဒါပထမဆုံးကျွန်တော်မနေ့ချပေးခဲ့တာဒီအထီကစားမယ်ကနန်းနော်ဒီကနန်းထိမှာပေါကနန်းဖြစ်မှာဟုတ်ဗျာနော်အထီကစားမယ်ကနန်းဒီချက်ကြည့်မယ်ဒီ6ကဒီ3ညရယ်နှလုံးပေါင်းချင်း6ဆို6တဲ့ငယ်တာ9တဲ့9စီလျက်သွားမယ်နော်9ပြီး6ပြီး9 6ခွန်ဒီ3လုံးအထီနဲ့သွားပါလို့ကျွန်တော်ပြောခဲ့နော်မနေ့ကကျွန်မဒီမှာထိပါတယ်9ထိတယ်ခွန်ထိတယ်9ခွန်ထိနဲ့နော်နောက်တစ်ပင်သွားကြည့်ရအောင်ဒီနှလုံးပေါင်းခွန်ပေါင်း4ဆိုတော့4တဲ့ငယ်3တဲ့3 4 5နော်စီလေးရ3 4 5ကျွန်မစီမှာဘာထိတယ်နောက်နေကို9ထိပါဗျနော်5ပါပထမတစ်ပင်ကျွန်တော်ချပြပြနော်ကျွန်တော်ထိရမယ်ကနန်းပြောပြနောက်ကဒီမှာနှောင်းပေါင်းချင်း8နဲ့4နှောင်းပေါင်းချင်း2ဆိုတော့2တဲ့ငယ်က1 2 3အထိနဲ့ကစားပါတို့ကျွန်တော်ပြောခဲ့နော်ဘာထိတယ်နောက်နေ့မှာကျွန်တော်3ဆိုတာထိတယ်ဗျာနော်3ပါနော်မိတ်ဆွေများကြာကြည့်ပါနော်ကျွန်တော်အလုံးချပြပေးတာနှောင်းပေါင်းချင်း3နဲ့3နှောင်းပေါင်း6တဲ့ငယ်က9 6ခွန်အထိနဲ့သွားခိုင်းရနော်ဒီအထိမှာပေါကနန်းဖြစ်မှာပေါ့ဗျာနော်9 6ကိုအထိမှာကျွန်ဘာရှိရဘာထိရဆို9ထိရဗျ5ပါနော်ဟုတ်နောက်တစ်ပင်ဒီ9နဲ့9နဲ့ပေါင်း4ဆိုတော့4တဲ့ငယ်က3 4 5အထိပါ3 4 5အထိနဲ့ကျွန်တော်မျက်စိမှာကြည့်ပါနော်နောက်နေမနက်မှာကျွန်တော်9အထိတယ်ဗျကျွန်တော်မနက်တည်းတန်ပြနော်မနက်တည်းတန်ပြပေးတာဟုတ်ပြီနောက်က9နဲ့9နဲ့ပေါင်း2တဲ့ငယ်က1 2 3တနေ့3အထိနဲ့ကစားပါဆိုတော့ကျွန်တော်မျက်စိမှာဒီမှာ3ပါဗျနော်ဒီမှာ3ဆိုတော့ထိပါတယ်3ပါနော်ဟုတ်ပြီနောက်ကနှောင်းပေါင်းချင်း1ဆိုတော့3ညတက်ငယ်3ည1နဲ့3ည1နဲ့မှာကျွန်တော်မစင်မြန်နော်ဒီမှာ1ပါဗျ1ထိပါတယ်နော်1ထိပါတယ်နော်ဒါဒီပဲဟုတ်ပြီနော်ကျွန်တော်မစင်မြန်64ဆိုနှလုံးပေါင်း3ညငယ်က9 3ည1အထိပါ9 3ည1အထိမှာကျွန်တော်မစင်မှာဒီမှာထွက်ပါတယ်နော်20ဆိုပြီး3ညပါဟုတ်ပြီကျွန်တော်မနေ့ကချပြပေးရဆိုင်နော်ဒီမှာနှောင်းပေါင်း3ညပေါင်း3ညနဲ့ငယ်က9 3ည1ကျွန်မနေ့ကပြောခဲ့တယ်နော်9 3ညအထိ9 3ည1အထိနဲ့ကစားပါဆိုပြီးတော့ကျွန်တော်ပြောခဲ့တော့ဒီမှာ1ထိတယ်ဗျာနော်81ဆိုတော့ကနန်းကျွန်တော်မစင်မှာကျွန်တော်အဲ့ကနန်းမထိပေါကနန်းမဖြစ်ဘူးလို့ကျွန်တော်ပြောခဲ့ပြီနော်ဟုတ်ပြီကျွန်တော်မစင်မှာမနေ့ကသွားကြည့်အောင်တင်းနဲ့3နဲ့ပေါင်းနှောင်းပေါင်း4တဲ့ငယ်က3 4 5အထိပါကျွန်တော်မစင်မှာဘာထိုးတော့3 4 5အထိနဲ့ကစားပါဗျ3 4 5အထိမှာပေါကနန်းဖြစ်မှာနော်ဒါပွင့်လင်းပြောတာမစင်မှာနော်မနေ့ကအောင်မိမိရောလောမရှိရမယ်ဆိုများကတ်ထိုးလောမရှိရမယ်ဆိုများ3 4 5အထိနဲ့ကစားပါမနေ့3 4 5အထိပါအဲ့မှာကျွန်တော်ထပ်ပြခြင်းသေးရနော်မဖောက်သေးတဲ့ site ဒါတော့ကျွန်တော်ခက်ချိတ်မပြတော့ဗျာနော်ကျွန်တော်ဘာကြောင့်လဲဆိုဘုံလုံးထပ်ကုန်ပါဆိုနော်ဒီမှာလေးပဲနော်3ညရယ်8ကဲ3ရယ်နော်3ည8 3 1တင်းနက်ခက်1ပါဝါ6တင်းနက်ခက်8 168အညီနဲ့သွားလို့ပြောခဲ့နော်ဒီမှာ1ပဲနော်ဒီမှာတင်းကြီးပါတယ်နောက်က139နှောင်းပေါင်းချင်း3လုံးပေါင်းချင်း3ပါဝါ8 3နက်ခက်5 3ရှင်5ညီမှာထွက်မှာဒီမှာရှင်5စုံကြနော်နောက်ကရှင်5ခွန်3လုံးပေါင်း3ညပါဝါ5 3ညနက်ခက်ခွန်3ည5ခုထိမှာထွက်မှာဒီမှာ3ညထိရနော်နောက်က3 5 1 3လုံးပေါင်းချင်း9ပါဝါ4 9နက်ခက်6 9 4 6ညီမှာထွက်မှာရှင်နော်ဒီမှာ6ပါဗျနော်နောက်က1 3ည4ဒီ crossing နော်1 3ည4
သုံးပေါင်းချင်း9ပါပါ3ည9နဲ့ခက်3 9 3ည3ညမှာထွက်မှာနော်ဒီမှာလည်းညရဗျာနော်20ဆိုကနေကျွန်တော်ထိမီရတဲ့ကနေနော်နောက်ကမနေ့ကကျွန်တော်ပြရဆိုင်2 8 2 6 3ည3လုံးပေါင်းချင်း8နော်8ပါပါ3 8နဲ့ခက်1ဒါတော့8 3တိနဲ့ဒီမှာကိုတုညတိနဲ့ဒီတက်ကလှတယ်နော်ကျွန်တော်မနေ့ကပြခဲ့နော်အဲ့ဟုတ်ပြီကျွန်တော်မနေ့ကသွားကြည့်အောင်ခွန်3ည3 3ပေါင်းချင်း3ည3ညပါပါ9 3ညနက်ခတ်ခွန်3ည9ခွန်ဒီ3ည9ခွန်အထိရယ်ဒီ3 4 5အထိရယ်မှာကျွန်တော်လုံးမတူနေတဲ့တလုံးရှိရဗျာနော်9တလုံးတူနေပြီဟုတ်ပြီအဲ့9ဒါတွေပဲဒါပြီးတော့ဗျာနော်ဘာကြောင့်အဲ့ဒီ9အဲ့မှာကြည့်ဗျာနော်ဒီရိုးလေးပေးတာတော့ဒီရစတာဗျာနော်ဒီရလေးဗျာ4ဒီ4ရဲ့နက်ခတ်2ထိပ်3ညရဲ့နက်ခတ်ခွန်ထိပ်နော်3ရဲ့နက်ခက်9ထိပ်ရရှိတာဟုတ်ဗျာနော်ကျွန်တော်မစီမမနေ့က9ထိပ်နဲ့နော်9တုံးပါဗျာနော်စိတ်ကြက်ပတ်တီကကျွန်တော်စိတ်ကြက်ပတ်တီကို9ပါဗျာနော်9ကိုရေရပတ်ပါ9နော်စိတ်ကြက်ပတ်တီ9စိတ်ကြက်ပတ်တီရေရပတ်လို့ရဗျာနော်မနေ့က9ပိုင်းပါ9ကိုဘာနဲ့ကတ်မလဲဆိုတော့ကျွန်တော်မစီမကျွန်တော်အကြဆုံးနှစ်ကွက်ထုတ်ပြလိုက်မယ်9 8ကဲကျွန်တော်မစီမ9နှစ်ကဲကျွန်တော် main အောင်နှစ်ကွက်ပါကဲဟုတ်ပြီကျွန်တော်မစီမကံကောင်းကြပါစေဗျာနော်